လောကလူလောကမှာနေကြတာတွေကခဏလေးပဲလို့ဆိုကောင်းစားတဲ့လူလည်းခဏလေးပဲမကောင်းစားတဲ့လူဆိုတာလည်းခဏလေးပဲဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ခဏလေးပဲနေမြင်ညပြောက်ဆိုတာလို့လောကမှာပျက်စီးဆုံးရှုံးမှုဟာအလွန်နှင်းမြန်တယ်တက်တန်းတွေကလည်းအလွန်တိုးတယ်ဒါကြောင့်ဘလောက်ပဲချမ်းသာမင်းချမ်းသာဆိုတာနော်သမုဒ္ဒရာတွေကတက်လာတဲ့ချိန်လေးမှာရေပေါင်လေးကျလို့ပွက်ခနဲ့ထားလာတဲ့ရေပွက်ကလေးလိုတူတူလေးပါတဲ့ခဏလေးတေချာစဉ်းစားကြည့်ရင်လည်းလူဘဝခဏလေးပဲနော်စတုမာရနတ်ပြည်ရဲ့နတ်သက်နဲ့တွဲကြည့်မယ်ဆိုရင်လူတွေရဲ့အနှစ်90မှာစတုမာရနတ်ကတရက်ရှိသေးတယ်တာဝရိန္ဒာနတ်သက်နဲ့တွဲမယ်ဆိုရင်လူတွေရဲ့အနှစ်100တာဝရိန္ဒာမှာတရက်ပဲရှိသေးတယ်အဲ့တော့တာဝရိန္ဒာနတ်ပြည်ကနတ်တွေကနေလူတွေကိုကြည့်လိုက်မယ်ဆိုရင်ဟင်းအခုပဲမွေးအခုပဲအိုးအခုပဲအဖိုးကြီးဖြစ်ပြီးအခုပဲတည်သွားတယ်လို့ဒီလိုထင်တခါတော့ကဆောလမွန်ဆိုတဲ့အင်္ဂလိပ်စာအုပ်လေးထဲမှာဆောလမွန်ဆိုပြီးတော့ဒီလူဘဝတက်တန်းလေးကိုဖော်ပြထားတာရှိတယ်တက်တန်းလေးဖော်ပြထားတာလေးကစိတ်ဝင်စားလေးဘာလဲဆိုရင်သူကတနင်္ဂနွေနေ့မှာမွေးတယ်တဲ့တနင်္လာနေ့ကျတော့ကျောင်းနေအင်္ဂါနေ့ကျတော့လက်ထပ်တယ်နော်ဗုဒ္ဓဦးနေ့ကျတော့ဒီနေမကောင်းထိုင်မတာဖြစ်ကြာသပတေးနေ့ဆေးရုံတဲ့တောက်ကြနေ့သေစနေနေ့ချလူတယောက်ရဲ့အသက်ကိုဖော်ပြထားပုံနေဒီ9ရက်ပဲအဲ့ဒါလို့လူလောကအဲ့ဒါလို့ပြောရလောက်အောင်ဒီ9ရက်အထဲမှာပဲမွေးတာတနေ့သေတာတနေ့ဆိုတာလို့အလွန်တူတောင်းနေတဲ့အချိန်လေးတစ်ခုရှိဟော